ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ Windows 11 Host Single Language ကနေပြီးတော့ Windows 11 Pro version ကိုဘယ်လိုပြောင်းလဲဆိုတာကိုတစ်ချက်ပြပြပေးတော့ပါမယ်ခင်ဗျာ Windows Home ကနေ Pro ကိုတချို့သုံးချင်တဲ့လူတွေရှိကြတယ်တချို့ software တွေက Host Single Language မှာလုံးမလုပ်ဘူး Pro မှာလုံးမယ်တို့တွေကြတော့လည်း Pro version ကိုမှလိုချင်တယ်ဆိုတော့ဒီတော့ပေါ့နော်ကျွန်တော်ချက်ပြောင်းပေးမှာပါဗျာWindows 11 Host Single Language license ကတော့ digital license ပေါ့နော်ကျွန်တော်အခုပြောင်းသွားပြီးမှာက Windows 11 Pro ကိုမှပဲ digital license နဲ့ရမှာပါခင်ဗျတစ်ချက်ကြည့်လိုက်ကြပါဗျဘယ်လိုသွားမလဲဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ Windows View နဲ့မယ် setting ကိုသွားလိုက်မယ်ပေါ့နော် setting တွေကမှ system တွေကိုဝင်လိုက်မယ်System ရဲ့အောက်ဘက်မှာကျွန်တော်တို့ဒီမှာ division ဆိုတာလေးကိုတစ်ချက်ကြည့်လို့ရပါတယ်ဗျအဲဒီမှာကျွန်တော်အခုပြင်နေတာက Windows 11 Host Single Language အဲ့ဒါကိုမှကျွန်တော်က Pro ပြောင်းချင်တယ်ဆိုတော့သူကအောက်မှာ Algorithm Evaluation Language ဆိုတာလေးရှိပါတယ်တို့တစ်ချက်နေလိုက်မယ်အောက်မှာ Change Protect Key ဆိုတာလေးရှိပါတယ်အဲဒီမှာဘေးမှာ Change ဆိုတဲ့ကလေးရှိတယ်ပေါ့နော်အဲ့ဒါတစ်ချက်နေပေးလိုက်ပါမယ်နေပြီးသွားလို့ရှိရင်သူက Key ကိုရေးခိုင်းတယ်ပေါ့ဒီကကျွန်တော်ယူလာတဲ့ဟာလေးကို copy ယူလိုက်မယ် next ကိုဆက်သွားလိုက်မယ် okay ဒါဆိုတော့ကျွန်တော် start ကိုချက်နေလိုက်ပါမယ်ကျွန်တော်ခုလုပ်ပြတဲ့နီလာလေးကတော့ဒီ customer တွေဒီ user တွေက Windows ကို11ဖြစ်ဖြစ်10ဖြစ်ဖြစ် home ကနေပြီးတော့ Pro ပြောင်းကျင်တဲ့ edition တစ်ခုမှာ Windows ပြန်တင်ရတဲ့ကြိုက်ရှိတယ်ပေါ့နော် Windows ပြန်တင်မှဆိုလို့ရှိရင်လည်း data တွေက backup ပြန်တင်ရတာနဲ့ပြီးရင်သုံးထားတဲ့ software တွေပြန်ထည့်ရမယ် file တွေကိုပြန်ထည့်ရမယ်ဆိုတော့အဆင်မပြေတာရှိကြပါတယ်အခုလိုကျွန်တော် key နဲ့ပြောင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင် Windows လည်းပြန်တင်စရာမလိုဘူးပေါ့နော် setting ထဲမှာပဲ home ကနေ Pro ပြောင်းလာတဲ့အတွက် division ပြန်လုပ်ပေးရုံနဲ့အကုန်လုံးကပုံမှန်တိုင်းအသုံးပြုလို့ရပါမယ် data တွေလည်းဆုံးရှုံးမှုမရှိဘူးဆိုတော့ဒီနည်းလေးကတော့တော်တော်လေးတော့အဆင်ပြေတယ်ဗျသူကနည်းနည်းလေးတော့စောက်ကြရတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးစိတ်ရှည်မှုတော့မလိုပါတယ်ဗျOkay ကျွန်တော်တို့ဒါကတော့ကျွန်တော် Windows ကြီးချင်းပြီးတော့ restart ကျသွားပြီးတော့ပြန်လာတဲ့အချိန်လေးဖြစ်ပါတယ်သူက 100% ပြည့်သွားတာနဲ့စက်က auto restart ကျသွားမှာပေါ့နော်အင်တာနက်ကဆိုလို့ရှိရင်ကျွန်တော်တို့ setting နဲ့ပြန်သွားကြည့်မယ် setting နဲ့ကကျွန်တော်တို့ system ကိုပဲသွားကြည့်လိုက်မယ် system ထဲမှာ division ပေါ့Okay ဒါဆိုလို့ရှိရင်ကျွန်တော် Windows ကတော့ Windows 11 Pro ပြသွားပြီပေါ့ဒါပေမဲ့သူကဒီမှာ Windows Status ကတော့ not activate ပေါ့ not activate ဖြစ်နေတယ်အဲ့ဒီမှာ activate ပြန်လုပ်ရမယ်ပေါ့ဒီဘက်ကတော့ကျွန်တော်ပြန်လုပ်ကမှာဖြစ်တယ်အဲ့ဒီ activate လုပ်တဲ့အခါမှာ Chrome version တွေလုပ်လို့ရတယ်လို့ဝယ်ထားတဲ့ license version တွေထည့်လို့လည်းရတယ်ကျွန်တော်ကတော့ Chrome version ကိုမှ digital license key ထည့်မှာပေါ့ activation လုပ်ပေးပါမယ်ဘယ်လို division လုပ်မလဲဆိုတာကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ထပ်ပြီးတော့ရှင်းပြပေးပါမယ်အခုဗီဒီယိုကတော့ကျွန်တော် Windows 11 Home ကိုမှ Pro ပြောင်းချင်တဲ့လူတွေတို့က
window တွေလည်းမတင်ချင်ဘူး file တွေလည်းမဆုံးရှုံးချင်ဘူးအချိန်လည်းပေးဖို့အတွက်မရဘူးပေါ့နော်ဆိုင်လည်းတောင်းပြချင်ဘူးလူတွေအတွက်ကျွန်တော်ယူရပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့တကယ်လို့ကျွန်တော်စီကနေပြီးတော့ Windows 10 Pro ဟောကနေ Pro ချင်းချင်တဲ့လူတွေကြီးလိုချင်တဲ့သူတွေကျွန်တော်ကိုတစ်ချက်ဆက်သွယ်လို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ